မနှက်ဖြန်ဆိုတာမသေးချဘူးအဲ့ဒီတော့ရှိတာလေးနဲ့ဒီနေ့အဝပြောလိုက်စို့လူအများစုဟာဒီစကလုံးနောက်ွယ်မှာပုံအောင်ပြီးအပျော်ပါးတွေမကောင်းမှုတွေတဲ့ခြေစုံပြုတ်ဝင်လေးရှိကြတယ်သူတို့ဟာမနှက်ဖြန်အတွက်ကောင်းတာတွေစုဆောင်းဖို့မေ့လျော့နေခဲ့ကြတယ်မသေးချတဲ့မနှက်ဖြန်ကိုအကြောင်းပြပြီးဒီနေ့မှာတာဝန်မဲ့ခြင်းဒုစရိုက်အလုပ်တွေနဲ့အချိန်ဖြုံးခြင်းဟာရလက်အနေနဲ့မိသားစုကိုပူလောင်စေပြီးမိမိကိုယ်တိုင်လည်းလူညွန့်တုံးသွားစေခဲ့ပါတယ်နောက်ဆုံးတော့မနှက်ဖြန်ဆိုတာတကယ်ရောက်လာခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီမနှက်ဖြန်မှာသူတို့အတွက်ကြန့်ရှိနေခဲ့တာကတော့ဆုံးရှုံးသွားတဲ့ဂုဏ်သိက္ခာပျက်စီးသွားတဲ့ကျမ်းမာရေးနဲ့နောင်တမျက်ရည်တွေပဲဖြစ်ပါတယ်မနှက်ဖြန်မသေးချဘူးဆိုတာအစိုးတွေလုပ်ဖို့မဟုတ်ပဲကောင်းတာလုပ်ဖို့အချိန်မဆိုင်တင်ဘူးလို့ဆိုလိုတာပါမနှက်ဖြန်ကိုအကြောင်းပြပြီးဒီနေ့မှာဘဝကိုမဖြတ်စည်းလိုက်ပါနဲ့မနှက်ဖြန်ဆိုတာတေချာခြင်းမှတေချာပါလိမ့်မယ်ဒါပေမဲ့ဒီနေ့တင်ဆိုင်ပြိုးတဲ့အကုသိုလ်ကတော့တစ်မနှက်ဖြန်ကိုဧကံမှုချဖြတ်စည်းဖြစ်မှာဖြစ်ပါတယ်